1943 ခုနှစ်က American Marine တပ်သားတူချင်းစီရဲ့ရိတ်ခါကိုဒီလိုထုတ်ပိုးထားကြတယ်။အခုမြင်နေရတဲ့စစ်သည်ဘူးဟာ1942ခုနှစ်က American Marine တပ်သားတူအတွက်ပေးခဲ့တဲ့ရိတ်ခါပဲဖြစ်ပါတယ်။ဒီစည်းစိမ်ဟာမယုံနိုင်လောက်စရာကောင်းအောင်ရိုးရှင်းလာပါတယ်။ဒီနေ့ခေတ်စံလုံးတွေနဲ့ရှင်ကြည့်ရင်တော့တခြားနိုင်ငံကစစ်သားတွေအတွက်မနာလိုစရာဖြစ်စေပါတယ်။ရိတ်ခါပစ္စည်းမှာစစ်သည်ဘူးတပူးနဲ့ဆက်ဆက်ပစ္စည်းအထောက်အထောက်ပါရှိပါတယ်။စစ်သည်ဘူးကိုဖွင့်ဖို့အတွက်လည်းကြံကြံဖန်ဖန်နီးလန်းနေပါ။စစ်သည်ဘူးပေါ်မှာပါတဲ့တော်ချောင်းလေးကိုဘူးရဲ့ဘေးကအလူမီနီယံခွင်းလေးနဲ့ထည့်ပြီးဘူးတစ်ပတ်ပြည့်အောင်ဖြည်းဖြည်းချင်းလှည့်ဖွင့်ရမှာဖြစ်ပါတယ်။တစ်ပတ်ပြည့်တာနဲ့အဖုံးကိုလွယ်လွယ်ကူကူဖွင့်နိုင်ပါပြီ။ဘူးထဲမှာတော့ပစ္စည်းလေးတွေစုံစုံလေးရှိနေတာကိုတွေ့ရမှာပါ။အပေါ်ဆုံးမှာရှိတဲ့ဘူးလေးကတော့ Nescafe ဖြစ်ပြီးနောက်ထပ်တွေ့ရမှာကတကြားကဲ3ခုနဲ့တကြားလုံးမှာ3လုံးဖြစ်ပါတယ်။ပြင်းထန်တဲ့စစ်ပွဲအကြောင်းမှာတော့တကြားလုံးမှာတစ်လုံးကဘဝမှာချုံမိန်နဲ့အခိုက်အတန့်လေးတွေရှိပါသေးတယ်ဆိုတဲ့အသိစိတ်ဖြစ်ပေါ်စေပါတယ်။အထက်မှာတော့စက်ကူ2အဝိုင်းကြီးတစ်ခုကိုတွေ့ရမှာဖြစ်ပြီးအဲ့ဒီစက်ကူကအပေါ်ကတကြားခဲတွေနဲ့အောက်မှာရှိတဲ့ဘီစကွတ်5ခုကိုမထိတွေ့အောင်ခွဲခြားပေးထားပါတယ်။ဘီစကစ်လေးတွေကသေးငယ်တယ်ဆိုပေမဲ့အားကောင်းမောင်းတန်ယောက်ျားကြီးတစ်ယောက်ရဲ့ကယ်လိုရီလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ဆက်ပစ္စည်းအထုပ်ကိုဖောက်လိုက်မယ်ဆိုရင်အရင်ဆုံးထွက်လာမှာက1912ခုနှစ်တုန်း Chester Field Secret ပဲဖြစ်ပါတယ်။ပြန်စဉ်းစားကြည့်မယ်ဆိုရင်အဲ့ဒီအချိန်တုန်းကနိုင်ငံတော်တော်များများဟာဒါတွေကိုသုံးဆွဲဖို့ရမတက်နိုင်ခဲ့ကြပါဘူး။အဲ့ဒါကြောင့်ဒီ secret လေးတွေကိုတောက်ရတဲ့သူကဘလောက်တောင်ဇိမ်ရှိလိုက်လေမလဲဆိုတာစိတ်ကူးကြည့်လို့ရပါတယ်။အထုပ်ထဲမှာ PK နဲ့အိမ်သာစက်ကူတွေတောင်မှပါပါသေးတယ်။တေးချာချာကကနနတွေးပြီးထည့်ထားပုံရပါတယ်။အဲ့ဒါတွေအပြင်မြေချစ်စံဘူးနဲ့ရေတန်းဆေးပြားပလင်းတောင်မှပါပါသေးတယ်။တန်ရှင်းတဲ့ရေဟာအသက်ရှင်ရည်တည်ဖို့အတွက်ရေးကြည့်ပြီးအဓိကကျတဲ့အရာဖြစ်တဲ့ဆိုတာကိုအားလုံးလည်းသိပြီးသားဖြစ်မှာပါ။မြေချစ်စံဆိုတာကလည်းတချို့သောပတ်ဝန်းကျင်တွေအတွက်အရေးကြီးပါတယ်။